မေကစားပြူလို့ရဲ့နောင်ရည်အတွက်စိတ်မအေးခဲ့တယ်ကြောင်းစားတင်ချိန်ဝဲအဖော်တွေကြမှမျက်နှာငယ်ဒီချိန်မှာအဖေသာရှိရင်ဘလောက်ပြောလိမ့်မလဲကွယ်အမေကခဏခဏပြောတယ်အဖေအကြောင်းတွေနားနဲ့မဆန်အောင်ပြောပြီးငိုတဲ့အမေရဲ့မျက်ရည်ခံနေပြီကွယ်အဖေတူသားလေးမှုတဲ့အမေတကယ်ချစ်လိုက်ရတာ